โอเคဒီနေ့ပြလာတော့ပတ်စံတရားခိုင်တော့ပေး APP လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းတော့ပြAPP လေးကတော့ဒီမှာကျွန်တော်လိမ့်ချလာရပါတော့ APP လေးရောက်တာနဲ့ဒီမှာတကယ်ချင်းပိုက်တဲ့နေရာပေါ့နော်ပိုက်တဲ့နေရာမှာအဲ့မှာဒီမှာကျွန်တော်ပေးတဲ့ဂုံလေးကိုရေးမယ်ဆိုပြလာတော့နေ point တစ်ထောင်ရမှာပေါ့နော်နောက်ပြီးဒီမှာ point ပတ်စံထုတ်တဲ့နေရာပေါ့နော်ပတ်စံထုတ်တဲ့နေရာမှာဆိုရင်3000ဆိုပေးပေးတော့ရတယ်လို့အရာရပေါ့နော်ဘယ်တော့အမျိုးမျိုးရှိတယ် okay ပါအဲ့ဒါပြီးဒီမှာတော့မယ်ပေါ့နော်အဲ့ကောင်မှာဆိုရင်ဒီမှာတဲတစ်ခါလာယူပေးရမှာပေါ့နော်တဲတစ်ခါပြီးတဲ့ point ပေါ့အဲ့ဒါပြီးတော့ကျွန်တော်အနေနဲ့အောက်ကဟာတွေကတော့ကျွန်တော်အောက်ကဟာတွေဒီမှာမဲလေးရတာပေါ့နော်ဗီဒီယိုလေးတစ်ပုဒ်ကြည့်ပြီးတော့မဲလေးရတာပေါ့နော် point 1000တိရှိအောက်ကတော့ဗီဒီယိုကြည့်ပြီး point ရတယ်ပေါ့နော်ဝေးကျွန်တော်ဂိမ်းတစ်ပွဲဆောကြည့်မယ်ဗျโอเคဂိမ်းကတော့အလုံးလေးရှိရတာပေါ့နော်โอเคရောpoint ပေးတာလည်းမနေဘူးဗျ200ကျော်ရတယ်ပေါ့နော်ကျွန်တော်ကြောင်းရမကြည့်တော့ပြန်ထွက်လိုက်မယ်โอเคဂိမ်းရောဒီလောက်ပါရဲ့ဗျဒီဗီဒီယိုလေးချမ်းနေတိုင်းiron sky လေးနဲ့ကိုညီသွားပါအောင်ဗျအားလုံးပဲ goodbye ပါဗျ bye bye